ထိုင်းနိုင်ငံကိုရောက်လာပြီးတော့အလုပ်သမားဘဝကနေပြီးတော့အခြေချုပ်လုပ်ငန်းကိုကိုယ်တိုင်တနိုင်တစ်ပိုင်ဖြင့်စီးပွားရေးတွေကိုကိုယ်ပိုင်လုပ်ငန်းဖြစ်စတင်ခြင်းနဲ့တနင်္လာနေ့စပြီးတော့တနင်္လာနေ့ဆုံးသက်ပေးထားတဲ့အမျိုးသမီးတစ်ယောက်လွန်ခဲ့တဲ့2နှစ်ကျော်ကကျွန်တော်စီကိုပြင်လာပြီးတော့မေးပါတယ်သူမေးလာတဲ့အခါနာရီကိုကြည့်လိုက်တဲ့အခါမှာတနင်္လာလို့ခေါ်တဲ့စံတော်အခါမှာသူပြင်လာပြီးတော့မေးတယ်ဆိုတာလေးကိုသွားပြီးတော့တွေ့ရတယ်စဉ်းစားကြည့်မယ်နော်မြမရိုးရအင်္ဂါဝိဇ္ဇာပညာအရတနင်္လာလို့ခေါ်တဲ့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတောထွက်တော်မူတဲ့အခါမှာတခြားသောပုဂ္ဂိုလ်တွေကတော့ပြောမှာပဲအိမ်တော်ကြီးကွဲမယ်ကိုယ်ထွက်ရမှာအလုပ်တွေအောင်မြင်မှာမဟုတ်ဘူးစက်တို့ဆရာလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ဆင်ပြေမှာမဟုတ်ဘူးဘာညာစသဖြင့်အမျိုးမျိုးအပုံပုံပြောကြဆိုကြလိမ့်မယ်ဒါပေမဲ့လို့ကျွန်တော်ကတော့အဲ့ဒီတုန်းကတနင်္လာနေ့စပြီးတနင်္လာနေ့သုံးသက်ပေးထားတဲ့အမျိုးသမီးတွေကကျွန်တော်စီကိုပြင်လာပြီးတော့မေးတဲ့အခါမှာသူကအထည်လုပ်ငန်းနော်ဒီဇိုင်နာလုပ်ငန်းကိုလုပ်ကင်ကျင်တယ်လို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တခါတည်းပြောလိုက်တယ်အမအောင်မြင်မှာဖြစ်ပါတယ်။ဘာကြောင့်အဲ့လိုပြောတာလဲဆိုတဲ့အခါကျတော့တနင်္လာလို့ခေါ်တဲ့စံတော်တိုင်ကိုထူလိုက်မယ်ဆိုလို့ရှိရင်တနင်္လာသမီးကအလေချာမှာရှိနေတော့ညာလေပဲသူလုပ်ချင်တဲ့လုပ်ငန်းဖြစ်တဲ့အထည်လုပ်ငန်းဒီစပုတ်ဌာနမှာရောက်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့တေချာပေါ့သူဒီအကူအညီတွေရပြီးတော့လူမျိုးခြားရဲ့အကူအညီတွေရပြီးတော့သူ့ရဲ့လုပ်ငန်းအောင်မြင်မှုရရှိမယ်ဆိုတာကိုကျွန်တော်တေချာပေါ့မြေကြီးလက်ခွတ်မလဲယုံကြည်ခဲ့တဲ့အတွက်ကြောင့်ကျွန်တော်အခါတည်းသူ့ပြောလိုက်တယ်အမလုပ်ပါအမရဲ့စီးပွားရေးလုပ်ငန်း6လကျော်တာနဲ့အကြီးအကျယ်အောင်မြင်လာလိမ့်မယ်ပြီးရင်အမစီမှာတင်တန်းလာပြီးတော့တက်မဲ့တပည့်တွေကစအများကြီးရှိလာလိမ့်မယ်အဲ့ဒီကမှအမသူတို့ကိုပြန်ပြီးတော့တင်ကြားပို့ချတဲ့အခါမှာတင်တန်းကြီးလေးပဲနော်တင်တန်းကြီးလေးပဲတော်တော်လေးကိုများများဆဆအနည်းဆုံး15သိန်း30နဲ့အမတင်ကြားပို့ချနိုင်တဲ့ဆရာတယောက်တွေဖြစ်လာလိမ့်မယ်ဒီဇိုင်နာတယောက်တွေဖြစ်လာလိမ့်မယ်ဆိုပြီးတော့ကျွန်တော်အဲဒီတော့ဟောခဲ့တာအခုချိန်မှာအဲ့ဒီအမျိုးသမီးဒီဘန်ကောက်မှာတကယ်ကိုကိုယ်ပိုင်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဒီအထက်ဒီဇိုင်နာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့တော်တော်လေးအောင်မြင်နေတယ်ဆိုတာကိုသွားပြီးတော့တွေ့ရတယ်ဒါကြောင့်မလို့ကျွန်တော်မိတ်ဆွေညီကောင်မောင်နှမတွေအားလုံးကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ကိုကတိုင်ပင်ခြင်းနဲ့ဆွေးနွေးခြင်းနဲ့ညှိနှိုင်းခြင်းနဲ့ဆိုတဲ့အခါမျိုးတွေမှာဘင်းဆရာကိုရွေးချယ်တဲ့အခါမှာဘင်းပညာနဲ့ပတ်သက်ပြီးတော့တကယ်ကိုတက်မြောက်နားလည်ပြီးတော့နမိတ်ကိုနမိတ်မှန်းသိတဲ့ပုံကိုမျိုးဖြစ်ဖို့လိုအပ်တယ်စဉ်းစားကြည့်ပေါ့တနင်္လာလို့ခေါ်တဲ့စံတော်တိုင်မှာအလုတ်တိုင်နဲ့ပတ်သက်ပြီးတော့တနင်္ဂနွေဂျိုကိုကြည့်မယ်ဆိုရင်အမြင့်ဌာနတို့တခြားသောပုဂ္ဂိုလ်ပညာမရင်းတဲ့ပုဂ္ဂိုလ်တွေပြောမယ်အတွေ့အကြုံနေပါတဲ့ပုဂ္ဂိုလ်ဆရာတွေဆိုရင်အခိုက်ဌာနကိုရောက်နေတာမဟုတ်လို့အမလုပ်ငန်းဖြစ်မှာမဟုတ်ဘူးလို့ဟောလိုက်မယ်ကျွန်တော်ကတော့အဲ့လိုမဟုတ်ဘူးအမြင့်ဌာနကိုရောက်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်သေချာပေါအမရဲ့လုပ်ငန်းတွေအုတ်မြစ်ခိုင်မာပြီးတော့အခြေခိုင်မာပြီးတော့ကိုဖောင်ဒေးရှင်းခိုင်မာပြီးတော့ကိုအောင်မြင်မှုတွေရရှိလိမ့်မယ်လို့ကျွန်တော်ကအဟောဖက်လိုက်တယ်အဟောဖက်တဲ့တိုင်လည်းအမအောင်မြင်မယ်လို့တခွန်းနဲ့သေချာပေါဟောခဲ့တာအခုချိန်မှာအဲ့ဒီအမအောင်မြင်ပြီးတော့အဆင်ပြေနေတယ်ဆိုတာကိုသွားပြီးတော့တွေ့ရတယ်ဒါကြောင့်မလို့ကျွန်တော်တို့ညီကောင်မောင်နှမတွေအားလုံးမိမိတို့ရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့နိုင်ငံရေးခြားကိုရောက်နေကြတဲ့ညီကောင်မောင်နှမတွေအားလုံးဟာတစ်ချိန်တစ်ခါတုန်းကကျွန်တော်တို့ဒီဝန်ထမ်းအလုပ်သမားတွေဖြစ်ခဲ့လိမ့်မယ်ဒါပေမဲ့လို့တစ်နေ့တစ်ချိန်ချိန်မှာကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့အောင်မြင်လာတဲ့စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်လာအောင်မြင်ခဲ့တဲ့ကိုယ့်ဘဝကိုကိုယ်ပိုင်တဲ့လုပ်ငန်းရှင်တွေဖြစ်လာအောင်တထေးတွေဖြစ်လာအောင်ကြိုးစားအားထုတ်နိုင်ကြပါစေလို့ကျွန်တော်ဆရာမင်းမြတ်သိန်းကျော်ကနေပြီးတော့မေတ္တာပို့ဆုတောင်းပေးပါတယ်